အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အစီအစဉ်တစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကတော့ကမ္ဘာပေါ်မှာမရှိသလိုမြန်မာနိုင်ငံမှာလည်းမရှိတဲ့စံတင်သောအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကတော့ Lizzie's Guess ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Lizzie's Guess ဆိုတာဘာလဲဆိုတော့ Lizzie's Guess ဆိုတဲ့အတိုင်းပဲနားထောင်ပြီးတော့ခံမဲ့ရမယ့်အစီအစဉ်လေးဖြစ်ပါတယ်ဘာတွေကိုနားထောင်ရမလဲဆိုတော့တချင်းတွေပဲဖြစ်ပါတယ်တချင်းတွေကိုဘယ်လိုနားထောင်ရမလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်ทีကအဆိုတော့ဒါမှမဟုတ်ဘန်တစ်ခုရဲ့ amber lit တွေကိုသက်ဆိုင်ရာဗီဒီယိုရဲ့ comment section မှာချထားပေးမှာပြီးတော့အဲ comment ကနေတစ်စင်းသက်ဆိုင်ရာ official platform မှာတချင်းကိုဘာရောငါးစင်ပြီးတော့ကျွန်တော်အကြိုက်ငါးဖို့ကို list စကရဲ့ comment section မှာခံမရမှာဖြစ်ပါတယ်ကျွန်တော်အကြငါးဖို့နဲ့တစ်ခါတည်းကြပြီးတော့ပထမဆုံးမှန်တဲ့လူတယောက်ကိုပဲရွေးချယ်ပြီးတော့စုချမှာဖြစ်ပါတယ်